ထားပေးပြီးသားဒီလိုရဲ့လက္ခဏာတွေဘာမှမရှိဘူးအာမခံတယ်ပြီးတော့ရတော့အဲ့ဒီစေးုံထဲမှာကိုကစေးုံမှာအဲ့လိုမျိုးပေးဘူးတဲ့အာမခံနဲ့ပေးဘူးတဲ့2ယောက်3ယောက်အဲ့လိုမျိုးအာမခံနဲ့ပေးဘူးတဲ့တွဲပါရပါတယ်ဘာမှမဖြစ်ဘူးအဲ့လိုကြတော့ကြတော့ဟိုလိုစေးဘူးလည်းမဟုတ်ဘူးစေးပြင်းလည်းမဟုတ်ဘူးကိုတက်စေးလို့ပုံစံမျိုးလည်းမဟုတ်ဘူးကြတော့ခန္ဓာကိုယ်ဓာတ်ညိတယ်ဓာတ်ပြင်းတယ်ခန္ဓာကိုယ်ထဲမှာဒီမူမှန်တဲ့မျိုးဗီဇပြောင်းလဲတဲ့ဆဲကိုတတ်တာလွဲရင်ပေါ့နော်ကျန်တာကညိတာနဲ့ပြင်တာနဲ့ပဲအနာဆိုရင်မန်းကိုနိုင်ရမယ်ဆိုတော့မန်းသေးပေးတယ်ကင်ဆာဆဲဒီမျိုးဗီဇပြောင်းလဲတဲ့ဆဲကိုသေးတဲ့ဥစ္စာပေးတယ်နောက်တော့ကဝေးမှန်တာပေးတယ်နောက်ကအပူငိမ့်တာကိုပေးတယ်ပို့ပေးတဲ့ထက်မှဆိုရင်ပြီးတဲ့ခါကျတော့ဒီတဘာဝပိုးတက်တာပေါ့အခုတမာလိုပုံစံမျိုးပေါ့အဲ့လိုမျိုးအကျွတ်နဲ့ပေါင်းထားတဲ့ပိုးတက်စီတဘာဝပိုးတက်စီတစ်မျိုးလာတော့အခုအတွင်းထဲမှာအနာကျအဲ့ဒါပဲပြီးတာအဲ့ဆိုတော့ကိုကဒီလိုထိခိုက်စေမဲ့အရာမျိုးဘာမှမပါဘူးပြီးတော့ဒီຢာတွေအကုန်လုံးကိုလက်နဲ့ကိုလှုပ်တာကိုလက်နဲ့ကိုလှုပ်တယ်ဆိုရင်ဆရာတွေနဲ့အကုန်တိုင်ပင်ထားတဲ့ဆရာကြီးဒီမှာတရားလေးကိုတော့လိုရှင်တယ်ဒီရဲ့အကျိုးတော်ကဘာလဲသူ့ရဲ့အကျိုးရုပ်ကဘာလဲသူ့ရဲ့ကောင်းကျိုးကဘာလဲသူ့ရဲ့နောက်ဆက်တွဲဘာဖြစ်နိုင်မလဲဆိုအဲ့ဒီဆေးကိုလှုပ်ပြီးမှကိုက်နိုင်မယ်ထင်ပြီးဆိုရင်ဘယ်လိုနည်းနဲ့ပေါ်မှာလဲဆရာတွေနားမှာလေအကုန်လုံးကြံကြံယူပြီးပြီဆိုမှကိုကပေါ်တဲ့အတွက်ကြောင့်မို့လို့ဒီဆေးတစ်မျိုးလှုပ်တော့မယ်ဆိုရင်သူ့ရဲ့အကျိုးကအကုန်သိပြီးသားဒီဟာကဘယ်ယောဂါကိုပြောင်းမယ်ဘယ်ယောဂါတွေမှန်သမျှကိုပြောင်းမလဲသူ့ရဲ့ဆိုးကျိုးကဘာလာမလဲဒီဟာကိုဘယ်လိုထားတော့မလဲဒီဟာကိုဘယ်လိုထုတ်မလဲပြီးရင်သူ့ကိုဘယ်လောက်ပမာဏတိုက်မလဲအဲ့လိုကွာသူတွေနာလုပ်ပြီးသားဆိုကိုလက်နဲ့ထုတ်တဲ့ဆေးမှန်သမျှဆိုရင်ကိုအမခံတယ်အမမခံရတဲ့ဟာဆိုကိုလည်းမလုပ်ရဲဘူးအကုန်လုံးအာမခံရတဲ့အဲ့အတွက်ကြောင့်မလို့တော့တွဲလို့တုံးမယ်ဆိုတဲ့လူတွေရှိရဆိုလဲတစ်ခါတည်းနဲ့ပြောချင်တယ်ပေါ့နော်တွဲလို့တုံးမယ်ဆိုရင်လည်းမတထားတော့ကိုယ်စင်းနဲ့ကိုတော့အာမခံတယ်ဆေးရဓာတ်မတည့်မှုခန္ဓာကိုယ်နဲ့ဓာတ်မတည့်မှုရှိတဲ့မှန်သမျှဆိုကိုမထုတ်ဘူးအဲ့တော့ခန္ဓာကိုယ်နဲ့လည်းဓာတ်တဲ့တယ်တခြားဆေးနဲ့လည်းဘိထုဆိုကြမယ်တဏှာကြီးပဲခြားခိုင်းတယ်အကုန်တွဲတော့လို့ရတယ်အဲ့တော့ဆိုရင်ထောင်တောင်းသိမ့်ချီနေပြီခုလေသူတဏှာလှုပ်ရင်တိုက်ရင်လှုပ်ရင်ကိုကလည်းအဲ့ဒါတွေကိုကသုံးနေဒီဆေးတွေလေကိုကလည်းသုံးနိုင်ကတော့ချားတယ်နိုင်ချားလိုက်တာအနာရီသူကကျတော့အရန်ပြင်းတဲ့ဟာဆို3နာရီချားအရန်မပြင်းတဲ့ဟာဆို3နာရီချားရတယ်အရန်ပြင်းတဲ့စီမျိုးဆို3နာရီချားပြီးတော့ဓာတ်တယ်အဲဆိုတော့အဲ့လိုမျိုးဆိုကိုစီးတဲ့အကြောင်းသိရရှိတဲ့ခါကျတော့ဒီလိုဒီနေ့တော့တောက်တယ်ဒါလေးတော့ဒီလိုဒီနေ့တော့ခါကျတော့ရလာပါတော့အချိန်မှတော့တာလဲပါမှာပါအချိန်မှတော့တာသူကလေလေးလေးဒီရဲ့ဆေးက24နာရီဒီမဟာစီဘောနော်သူက24နာရီဆိုတော့ဒီ6နာရီတောက်လိုက်လို့ဆို6နာရီတပတ်လေတဲ့အချိန်မှာသူကလေဟိုအားလေးတင်ရကုန်ဒီဟာနဲ့ပြန်ဆက်ရမှာအဲ့ခါကျတော့ဘယ်လိုဆိုဆဲကခေါင်းထောင်ကြီးမရတော့အဲ့လိုလဲဆို तू ကတော့ချောင်းနာလိုက်တယ်အခုဟိုပိုးရက်စစ်တောက်တယ်လို့ဒီပိုးရက်စစ်တောက်တယ်လို့ဒီလေဒီစစ်တောက်တာလေအဲ့ဒါကိုကိုကပြောတယ်ပေါ့နော်ပတိတောက်မနဲ့ချိန်မှန်တော့ဒါပေမဲ့မတောက်ကြဘူးလေလေးတော့တိတိကျကျကိုမတွေ့ဘူးလေဒါတော့မျိုးစက်နဲ့ပြောနေတော့ကျမနဲ့လေးနဲ့ကဆဲနေရတာအား